လူစင်းရဲပေမဲ့စေတနာမစင်းရဲပဲအထက်တန်းစားစိတ်ဓာတ်ကိုပြသခဲ့တဲ့ရေခဲချောင်းတယ်လေးပရိသတ်များလုံးမင်္ဂလာပါရှင်ဘာမဆက်လီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မတ်လ28ရက်နေ့ကလှုပ်ခတ်သွားခဲ့တဲ့ငလင်ကြောင့်မြန်မာနိုင်ငံမြို့အများစုဟာဒုက္ခအတိနဲ့ရင်ဆိုင်နေရပါတယ်ဆယ်လီနုပညာရှင်တွေနဲ့ပရဟိတအသင်းတွေအပါအဝင်ပြည်ပနိုင်ငံတွေကပါလူအင်အားပစ္စည်းအင်အားတွေနဲ့တအားတက်နိုင်တဲ့ဘက်ကနေပါဝင်လူတန်းနေကြတာဖြစ်ပါတယ်အဲ့ဒီလိုမျိုးအားလုံးကနိုင်ရဝင်ထမ်းပြီးတော့ငလင်ဘေးတင်ပြည်သူတွေကိုကူညီနေချိန်ရေခဲချောင်းတဲ့အကိုကြီးတယောက်ကလည်းသူရောက်မဲ့ရေခဲချောင်းလေးတွေကိုအလူရှင်တွေကိုလမ်းခုလက်တနေရာကနေလိုက်ပြီးတော့ဝေပေးနေခဲ့ပါတယ်။ဒီကာလကຫນွေဥပောက်ချိန်ဖြစ်တယ်လို့နေကလည်းအလွန်ပူအားကြောင့်ရေခဲချောင်းလေးစားလိုက်ရတာကတကယ်ကိုအမောပြေသွားစေမှာပါ။အဲဒါကြောင့်သူ့ရဲ့အလူကဘာမှမပြောပါတော့ဘူးဆိုပေမဲ့တကယ်ထိရောက်တယ်လို့ဆိုရမှာပါ။ရေခဲချောင်းတဲ့လေးဖြစ်တာကြောင့်ပိုင်ဆိုင်မှုကလည်းရေခဲပုံတင်ရောင်းစရာစိုက်တွဲဆိုင်ကအစုပ်လေးပဲရှိရသူပါ။ဒါပေမဲ့သူထက်ပိုခက်ခဲတဲ့ဒုက္ခတွေတွေအတွက်တော့သူ့မှာကိုချင်းစာစိတ်အပြည့်ရှိနေခဲ့ပါတယ်။အဲဒါကြောင့်သူကိုယ်တိုင်မလူနိုင်တာကြောင့်လာလူကြတဲ့ကားလမ်းကြီးကိုသူ့ရဲ့ရေခဲချောင်းလေးစားပြီးအမောပြေစေဖို့အတွက်လမ်းမှာရေခဲချောင်းတွေကိုဝေပေးနေခဲ့တာဖြစ်ပါတယ်။ဆိုင်ကအစုပ်လေးနဲ့ရေခဲချောင်းလေးတွေလိုက်ဝေနေတဲ့သူ့ကိုမြင်တဲ့အခါမှာတော့အားလုံးကချီးကျူးနေကြပါတယ်။တကယ်တော့ကိုရှိုင်းလို့ခေါ်တဲ့ရေခဲချောင်းတဲ့လေးကလာလူကြတဲ့သူတွေကိုတင်လှူတာမျိုးမဟုတ်ပါဘူး။ငလင်သင့်ပြည်သူတွေစီကိုလည်းအရောက်သွားပြီးတော့သူ့ရဲ့ရေခဲချောင်းတွေကိုစိတ်ကြိုက်ယူခိုင်းပြီးတော့လှူပေးနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ရေခဲချောင်းတဲ့လေးကိုရှိုင်းကို Facebook ကနေတိလာချပြီးတော့သူရဲ့ TikTok အကောင့်မှာပါအားလုံးကလာရောက်ဝန်းရံနေကြပြီဖြစ်ပါတယ်။ကိုရှိုင်းကိုရေခဲဆက်လူပေးမဲ့အလူရှင်တွေလည်းများနေတယ်လို့ကေဘေးကနေလူကျင်တဲ့သူတွေကလည်းပုံနေခဲ့တာဖြစ်ပါတယ်။ကိုရှိုင်းကတပားသူတွေပေါ်မှာစိတ်ကောင်းစေတနာကောင်းရှိသူဖြစ်တာကြောင့်အခုဆိုရင်တော့အဲ့ဒီအကျိုးကျေးဇူးတွေကိုပြန်ခံစားနေရပြီဖြစ်ပါတယ်။ငလင်စားလို့တဲ့နေ့ကနေယနေ့ချိန်ထိလဲနေ့စဉ်သူ့ရဲ့ရေခဲချောင်းလေးတွေကိုအလူဒါနပြုပေးနေခဲ့ရပါဒီငလင်ဘေးကြီးမှာဆိုရင်တော့ကိုရှိုင်းရဲ့မိသားစုဝင်တွေထဲမှာထိခိုက်မိတာမျိုးတွေရှိခဲ့ပါတယ်။အဲဒါကြောင့်ကိုရှိုင်းကငလင်ကြောင့်ဒုက္ခရောက်နေတဲ့သူတွေကိုလည်းကိုချင်းစာပြီးတော့သူတက်နိုင်တဲ့ဘက်ကနေအားတက်တဲ့ရောနဲ့ပါဝင်ကူညီပေးနေတာဖြစ်ပါတယ်။သူမှငွေပမာဏအများကြီးမတက်နိုင်ပေမဲ့နိုင်ရဝင်လေးနဲ့ပါဝင်လူတန်းနေကြရပါမိုးတိမြင့်တဲ့တိုက်ကြီးတွေနောက်ဆုံးပေါ်ကားကြီးတွေပိုင်ဆိုင်နိုင်မှအထက်တန်းစားဆိုပြီးတော့တချို့တွေကတော့ထင်မြင်မိကြမှာဖြစ်ပါတယ်။ဒါပေမဲ့လူအများစုကတော့အဲ့ဒီလိုလူတွေကိုအထက်တန်းစားလို့မခံယူဘဲနဲ့မရှိတဲ့ကြားကနေရှိတာလေးတွေထုတ်ပြီးတော့လူမြဝေပေးနေတဲ့ကိုရှိုင်းတို့လိုရေခဲချောင်းတယ်လေးတွေကိုမှအထက်တန်းစားဆိုပြီးတော့ချီကျူးနေကြတာဖြစ်ပါတယ်။ကိုဆိုင်ကနုပညာပိုးပါသူလေးဖြစ်ပြီးတော့အရင်ကတည်းကအလုံးအပြန်ဆိုရင် TikTok ဗီဒီယိုလေးတွေကိုစော့တက်ပါတယ်။အခုတော့ကိုဆိုင်ကိုအားလုံးကဝိုင်းချစ်နေကြပြီးတော့မြစ်တာလက်ဆောင်တွေလည်းပေးချင်နေကြပါတယ်။အများကိုလူတဲ့အကျိုးကြောင့်အခုဆိုရင်တော့ကိုဆိုင်ကိုပြန်လူတန်းချင်နေကြတဲ့သူတွေကလည်းများလို့နေရဖြစ်ပါတယ်။ရေခဲချောင်းတဲ့လေးကိုဆိုင်လည်းပြုသမျှကုသိုလ်တွေကြောင့်အရာရာအောင်မြင်အဆင်ပြေစေဖို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။မြမပြည်ကြီးလည်းအမြန်အေးချမ်းပြီးတော့အကပ်ဘေးအမျိုးမျိုးကနေကြော်လွှားနိုင်ဖို့အတွက်ဆုတောင်းပေးလိုက်ပါရဲ့နော်။ဟုတ်ကဲ့ပါပရိသတ်တို့ရဲ့ဒီနေ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲရှင်။ကျမတို့အနေနဲ့မှန်ဒီမားတီရှိခဲ့တော့လွတ်လပ်စွာနဲ့ဝေဖန်ထောက်ပြနိုင်ပါတယ်ရှင်။တင်ဆက်ပေးစေချင်တဲ့အကြောင်းအရာတွေရှိရင်လည်းအကြံပြုပေးနိုင်ပါတယ်နော်။အခုလိုမျိုးဆယ်လီနုပညာရှင်တွေနဲ့အစိမ့်ဝင်စားဖွယ်ရာအကြောင်းအရာတွေကို update သိရဖို့အတွက်ကျမတို့ရဲ့ page လေးကို like and follow လုပ်ပေးဖို့မမေ့ပါနဲ့နော်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။